ဒီတခါတော့ကျောင်းဆောင်ဟောင်းထဲမှာမကျွတ်လွတ်သူဆိုတဲ့ခေါင်းစဉ်နဲ့ဇလန်တစ်ပုဒ်တင်ဆက်ပေးချင်ပါတယ်။ရန်ကုန်ရဲ့တက္ကသိုလ်တွေထဲကတစ်ခုသောတက္ကသိုလ်မှအဆောက်အဦတစ်ခုဟာပြည်တိချခေတ်လွန်ခဲ့သောနှစ်တရာခန့်ကဆောက်လုပ်ခဲ့တာပါ။ဒီမှာပညာသင်ခဲ့ကြတဲ့ကျောင်းသားကျောင်းသူဟောင်းအများစုဟာအောင်မြင်ကြပေမဲ့1936ခုနှစ်မှာမိန်းကလေးတစ်ယောက်ဟာစာမေးပွဲကျရှုံးပြီးကိုအဆုံးစီရင်ခဲ့ပါတယ်။ဒါကိုကျောင်းကအမိတ်မပြန်ပြီးခဲ့ပါဘူး။ထူးဆန်းနေတာကကျောင်းရဲ့ဌာနမှာသူမရဲ့အချက်လက်တွေသူမကျောင်းလျှောက်လွှာနဲ့တက်ပုံတွေကပျောက်ဆုံးနေပါတယ်။ပထမနှစ်ကျောင်းသားကျောင်းသူတစ်တွေဖြစ်တဲ့အေးချမ်းပိုင်ဖြိုးဝေတန့်တို့ဟာည9 နာရီလောက်မှာကျောင်းဝန်းထဲလမ်းလျှောက်နေကြပါတယ်။ပိုင်ဖြိုးကဖုံးကြည့်နေရင်းနဲ့ဟိုအပေါ်ထက်မောင်နေတဲ့အခန်းအဲ့ဒီခန်းကဘယ်သူမှမနေရဘူး။တော့ခတ်ထားတာနှစ်90ရှိပြီအဲ့ဒီလိုပြောလိုက်ပါတယ်။ဝေတန့်ကရေမောပြီးအဲ့ဒီအခန်းထဲကစူညံတန်တွေကြားနေရတယ်ဆိုပဲမနေ့ညကကျမဖြက်ပြန်လို့ကောင်းပြီးကိုဆွဲချစ်နေတဲ့အတန်ကြားလိုက်တယ်ထိုအခါအေးချမ်းကရုတ်တရက်မျက်လုံးပြူးလာပြီးဖြီးတန်စက်တင်ဘာ16ရက်နေ့ကလားမေတန်းကဟုတ်တယ်ဘာဖြစ်လို့လဲအေးချမ်းမှာမျက်နှာဖြူဖြောသွားပြီးအိမ်မက်ထဲမှာမင်းကလေးတယောက်ကမနေ့ညကငါ့စပင်ကိုဖြီးပေးနေတာလို့ပြောပြလာပါတယ်အေဂျင့်ဟာဒီတစ်ပတ်အတွင်းထူးထူးခြားခြားပြောင်းလဲလာပါတယ်။မနက်ခင်းတိုင်းနေရမှာ1936ခုစက်တင်ဘာ16ဆိုတဲ့ညီကျန်မင်းစာလုံးတွေသူတယောက်တည်းတွေ့ရတတ်ပါတယ်။သူလက်ကောက်ဝတ်မှာစိမ့်ပြရောင်သွေးပုတ်ကွက်လို့ပေါ်လာတတ်ပါတယ်။အိမ်နေရင်းနဲ့ရှိုက်ကြီးတငယ်ဟိုတန်းနေမချခဏကြားနေရပါတယ်။ပန်ဖြိုးကအေးချမ်းရဲ့အခန်းထဲဝင်လာပြီးနေအခုတလောပါဖြစ်နေတာလဲနေစပင်တွေဘယ်လိုစီးထားတာလဲဒီဘောမီခိကစတိုင်လားအဲ့ဒီလိုအေးချမ်းကိုမေးနေပါတယ်အေးချမ်းကမန်ကိုဟေးကြည့်နေရေးသူ့ကိုငါတွေ့နေရတယ်ငါအမတ်တွေမင်းစီကနေပြန်ယူမယ်လို့သူငါ့ကိုပြောတယ်အဲ့လိုအေးချမ်းကမတက်မတာပြောလာပါတယ်ထိုအခါမေတန်းကထိတ်လန့်ပြီးဘသူ့ကိုပြောနေတာလဲဒီအခန်းထဲမှာငါတို့3ယောက်ပဲရှိတာလေမှန်ထဲမှာအေးချမ်းရဲ့ပုံရိပ်နောက်ကစာအနီရောင်ပွေးစကိုခေါင်းဆောင်ထားတဲ့ခေါင်းဆောင်ပွေးစအောက်အနားမှာစပင်ရှိကောက်နဲ့မင်းကလေးပုံစံရက်နေတာပေါ်လာပါတယ်မှန်ထဲကအေးချမ်းရဲ့လက်ညှိုးမှာစိမ့်ပြရောင်တွေးပိုးကွက်လို့ပေါ်လာတယ်အေးချမ်းရဲ့အတန်ရုတ်တရက်ပြောင်းသွားတယ်။အေးချမ်းကငါအမတ်တွေပြန်လို့ချင်းရင်မင်းရဲ့အသက်ကိုပေးရမယ်။ဒီနေ့ည7 နာရီထိုးချိန်ယတနာဆောင်ကအဲ့ဒီအခန်းမှာအဲ့ဒီလိုအဆက်ဆက်မရှိစကားတွေပြောလာပါတယ်။ပိုင်ဖြိုးကတော်မယ်နင်မဟုတ်တာတွေပြောနေပြီ။အဲ့လိုပြောပြီးအေးချမ်းကိုဆွဲခေါ်နေပါတယ်ထိုအခါမိတန်းကငိုချင်လာပြီးအေးချမ်းရဲ့လက်တွေကလူတီကောင်းလို့အေးဆက်နေတယ်အဲ့ဒီလိုပြောရင်းကင်ထားတဲ့အေးချမ်းရဲ့လက်ကိုလွတ်ချလိုက်ပါတယ်အဲ့လိုနဲ့ည10:50အေးချမ်းဟာရုတ်တရက်ပြေးထွက်သွားပါတယ်ပိုင်ဖြိုးနဲ့မိတန်းတို့နောက်ကလိုက်ကြပါတယ်ကျောင်းဆောင်ဟောင်းရဲ့အပေါ်ထက်ကိုရောက်တဲ့အခါနှစ်90သောခတ်ထားတဲ့အဲ့ဒီခန်းတကားရဲ့ဟောင်းနေတဲ့တကားပိတ်ပတ်တာဟာပွင့်နေပြီးသောခလောက်ကအောက်ကိုကျနေပါတယ်နည်းနည်းလေးဟာနေတဲ့တကားကသူ့အလိုလိုပြန်ပိတ်သွားပါတယ်အခန်းထဲကစာမွေးပွဲမဖြစ်ခင်စီကန်းချက်ဖတ်တဲ့အတန်တွေကြားနေရပါတယ်အေးချမ်းဟာဖုန်တွေပြနေတဲ့စပွဲပေါ်ငုံငါထိုင်နေပါတယ်ပိုင်ဖြိုးကတကားရှိမှရက်ရင်းနဲ့
အေချမ်းထွက်လာပါအေချမ်းလို့អော်လိုက်ပါတယ်မိတန်းကရုတ်တရက်ပတင်းပေါက်မှန်အကြီးကနေချောင်းကြည့်ပြီးအဲ့ဒီစပွဲပေါ်မှာစာရွက်တွေရှိတယ်ဘာသာရီလဲလို့ပြောလိုက်ပါတယ်စပွဲပေါ်မှာ1936ခုနှစ်ဆိုတဲ့ဆောင်ရွက်ပွဲအဖြစ်လာပုံစံစာရွက်အလွတ်တွေရှိနေပြီးအေးချမ်းရဲ့လက်ထဲမှာခေဟောင်းဘောပင်ကိုကင်ထားပါတယ်။နေရံမှာလဲငါပြန်လာပြီဆိုတဲ့သွေးနီနီနဲ့စာလုံးတွေအထင်သာပေါ်နေပါတယ်။အေးချမ်းကမျက်လုံးမိတ်လျက်ခေါင်းမော့လာပါတယ်။တစ်ချိန်တည်းမှာပဲသူမငါစီမှာအလားယူခွင့်ရပြီဆိုတဲ့စကားတန်ကအခန်းတောင်းကနေထွက်လာပါတယ်။စာပိတ်စအနီကလေထဲမှာလွင့်ဝဲနေပါတယ်။ဟုတ်ပြီငါအမတ်တွေပြင်ရပြီ။ဒါပေမဲ့မင်းရဲ့ခန္ဓာကိုယ်ကငါအတွက်ပိုကောင်းတယ်။အဲ့ဒီလိုအေးချမ်းကမျက်လုံးရဲရဲကြီးတွေနဲ့အသက်မပါပြောလာပါတယ်။နောက်တနေ့မနေ့ကျောင်းအုပ်ကြီးကအဲ့ဒီအခန်းကိုဖွင့်ခိုင်းတော့စာပိတ်စအနီတစ်ခုကျမ်းပြင်မှာကြာနေပါတယ်။စပွဲပေါ်မှာ2024ခုနှစ်စာမေးပွဲအဖြေလွှာစာရွက်တွေနဲ့အတူအေးချမ်းရဲ့ကျောင်းချော့လွှာတက်ပုံအောက်မှာရေးထားတာကဒီကျောင်းမှာ1936ခုနှစ်ကလေးကပညာသင်ခဲ့ပါသည်ဆိုတဲ့စာကိုအလန့်တကြားတွေ့လိုက်ရပါတယ်။အဲဒီအဖြစ်အပျက်တွေဖြစ်သွားတဲ့ညကပိုင်ဖြိုးမိတန်းတို့ဟာဆရာဆရာမတွေကိုတွားခေါ်ပြီးပြန်အလာမှာအေးချမ်းတယောက်ဟာပျောက်ချင်းမလားပျောက်သွားခဲ့ပါတော့တယ်။